နေ့တာကိုကြော်ဖြတ်ဖို့အစားအစာလိုအပ်နေသူတွေရှိတယ်လို့အနာဂတ်ကိုစိတ်ယုံကြည်ဖို့မြစ်တာလိုအပ်နေသူတွေလည်းရှိပါတယ်မြစ်တာရိတ်က project ကကြီးမားတဲ့လူရန်မှုကိုမဆောင်ပါဘူးလဲလို့မြစ်တာလေးတွေကိုထူပြီးခက်ခဲကြတဲ့ကလူတစ်ယောက်ရဲ့အသက်ရှူတန်ကိုမြင့်နေနေနေတာမြစ်တာရိတ်က project အလင်းကိုတူတူမီးထွန်းကြပါစို့မြစ်တာရိတ်က project အလင်းကိုမီးထွန်းကြပါ